အားလုံးပဲမင်္ဂလာပါရှင်နေ့တိုင်းကိုယ့်ရဲ့ဘဝမှာအသက်ရှင်သန်နေရတဲ့အချိန်မှာစိတ်ချမ်းမြေ့မှုတွေရစေဖို့အတွက်ပေါ့နော်ဘယ်အရာလေးကိုကိုကအာရုံပြုထားမလဲဆိုတာလေးကိုပြောပြခြင်းတယ်နောက်တစ်ခုကငွေရှိတိုင်းလည်းပဲစိတ်ချမ်းမြေ့မှုတွေရမနေဘူးငွေနဲ့ပေးဝယ်လို့မရတဲ့အရာတွေလောကကြီးမှာအများကြီးရှိနေတယ်ပေါ့နော်အဲ့တော့ပြောချင်တာဒီလောကကြီးထဲမှာလူတိုင်းဒီကိုယ့်အတွေးနဲ့ကိုယ်နေရာယူထားကြတာဖြစ်တယ်ပေါ့နော်ကိုယ့်အတွေးကဘယ်နေရာမှာယူထားတာလဲအဲ့တော့ကိုယူထားတဲ့အာယုံပေါ်မှာမူတည်ပြီးတော့မှဘဝတစ်ခုတည်ပျော်ရွှင်တယ်မပျော်ရွှင်ဘူးဆိုတဲ့အရာဆုံးဖြတ်လို့ရတာပေါ့လေနော်ဆိုတော့တချို့တွေကကြာပြန်တော့ငွေကြေးတွေပြည့်စုံတယ်လုပ်ငန်းတွေလည်းအဆင်ပြေတယ်ဒါပေမဲ့သူ့မှာစိတ်ပျော်ရွှင်မှုမရှိနေဘူးအများအားပဲစိုးရိမ်စိတ်နဲ့ပဲနေရတယ်တခုခုဖြစ်လာမှာကိုကြောက်နေတယ်ဆိုတဲ့စိတ်မျိုးတွေဖြစ်ကြတယ်ပေါ့နော်ဖြစ်တယ်ဆိုတော့ဘာကြောင့်ဒီလိုမျိုးစိတ်တွေဖြစ်နေရတာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဒါအကျင့်စရိုက်နဲ့လည်းသက်ဆိုင်နေပေါ့နော်ငငယ်တွေကနေကိုတွေးခေါ်နေတဲ့အတွေးခေါ်တွေကအများအားမဲ့တခုခုဆိုရင်ကိုယ့်စီကိုရောက်မလာသေးတဲ့အရာတွေကိုတွေးပြီးပူနေတာမျိုးလေးတွေအလေးအကျင့်တွေဖြစ်သွားရတယ်ဆိုရင်ဘဝတစ်ခုလုံးမှာကိုကစိုးရိမ်စိတ်နဲ့ပဲရှင်သန်နေရတတ်ပါတယ်အဲ့တော့တချို့ဆိုလို့ရှိရင်ဒါကျမကြီးနဲ့ပတ်သက်ပြီးပြောပြရမယ်ဆိုရင်ကိုယ့်စီမှာခုလောလောဆယ်ကျမကြီးလည်းကောင်းနေတယ်နင်းလို့လည်းကောင်းနေတယ်ဒါပေမဲ့ကိုမလိုချင်တဲ့ယောဂါကြီးတစ်ခုကိုနာမည်တက်ပြီးတော့ငါတော့ဒီယောဂဖြစ်နေဒုက္ခပဲငါမှဒီလိုဖြစ်လာရင်ဘယ်လိုလုပ်ကြမလဲဆိုပြီးတော့ကြိုပြီးတော့မှကိုယ့်စီကိုရောက်မလာသေးတဲ့အရာကိုကြိုပြီးတော့မှစိတ်ပူတာစိုးရိမ်စိတ်တွေဖြစ်နေတာအဲ့ဒီအတွက်ကိုတောကတွေဖြစ်နေတာဆိုတာမျိုးလေးတွေဖြစ်တတ်တယ်ဒါကျမ်းမာရေးနဲ့ပတ်သက်တာเนาะခုနောက်တစ်ခုကကြတော့လုပ်ငန်းနဲ့ပတ်သက်တာငွေကြေးနဲ့မိသားစုရေးနဲ့ဒါမျိုးတွေကဆိုရင်လည်းဒီလိုပဲလက်ရှိအစ်စပန်တက်မှာအဆင်ပြေမှုတွေရှိနေပါရဲ့နဲ့အခုနေတော့အဆင်ပြေနေတာပဲဘယ်ချိန်မှများထပြီးဖောက်မလဲမသိဘူးဘယ်ချိန်မှများဘာများဖြစ်မလဲမသိဘူးဆိုပြီးတော့ဒီလိုလေးတွေကြိုပြီးတော့မှကိုယ့်စီရောက်မလာတဲ့အရာတွေကိုမကောင်းတဲ့နည်းတွေနဲ့ကြိုပြီးပုံဖော်နေတာဖြစ်တဲ့အတွက်ကြောင့်ဘယ်တော့မှစိတ်ချမ်းမြေ့မှုတွေရနေမှာမဟုတ်ပါဘူးအဲ့တော့ကိုယ့်စီကိုရောက်လာစေခြင်းတဲ့အရာတွေကိုပြောင်းပြီးတွေးရမယ်ဆိုတာကိုဒါကြကြပြန့်လဲဒီကျတို့အများကြီးပြောပြပေးထားတာလေးရှိတယ်အဲ့လူတွေကခတ်တာကကိုယ်တိုင်တကယ်ကိုပြောင်းယူရမယ်ဆိုတဲ့အရာမှာလွယ်နဲ့မလုံနိုင်ကြဘူးပေါ့နော်ဘာလို့လဲဆိုတော့အကျင့်ပါနေတာမဟုတ်လို့အဲ့တော့အကျင့်ပါနေတယ်ဆိုတော့အကျင့်စရိုက်တွေကဒီအတွေးတွေကပဲစတာဖြစ်ပါတယ်အဲ့တော့အတွေးတွေကကိုယ့်အတွက်အေးချမ်းခြင်းတယ်ဆိုရင်အေးချမ်းစေတယ်ဆိုတဲ့အတွေးတွေကိုပြောင်းပြီးတော့တွေးရမှာပါအဲ့တော့လက်ရှိပြစ္ဆုတ်ပံတဲတဲ့ကိုကြည့်လိုက်မယ်ဆိုရင်လက်ရှိပြစ္ဆုတ်ပံတဲတဲ့မှာကိုကအလုပ်တွေလည်းဆင်ပြေနေတယ်ကျန်းမာရေးလည်းကောင်းနေတယ်ဆိုလို့ရှိရင်ဒါငါရဲ့ဘဝပဲဒါလက်ရှိငါရဲ့ဘဝကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ငါအတွက်ကတကယ်ကိုကံကောင်းခြင်းပဲဆိုပြီးတော့မှပြောင်းပြီးတွေးလိုက်ရင်ဘယ်လောက်စိတ်ချမ်းသာစရာကောင်းမလဲเนาะနောက်တစ်ခုကငွေပေးလို့မရတဲ့အရာဆိုတာဒီအတွေးတွေကိုပြောတာပါအဲ့တော့ငွေပေးတိုင်းလဲစိတ်ချမ်းမြေ့မှုကဝယ်ယူလို့မရပါဘူးရှင်အဲ့တော့ပတ်စံနေရှိတိုင်းလည်းပဲကျမ်းမာရေးဆိုတာလည်းဝယ်ယူလို့မရပါဘူးဒါကြောင့်မို့လို့ကိုလှုပ်လို့ရတဲ့အရာကကိုယ့်ရဲ့အတွေးတွေကိုထိန်းချုပ်တာပဲဖြစ်ပါတယ်ကိုယ့်ရဲ့အတွေးတွေမှာစိတ်ချမ်းမြေ့မှုဖြစ်စေမယ့်အရာလေးကိုတွေးပေးတာမျိုးလေးကိုယ့်ရဲ့ပြစ္ဆုတ်ပံတဲ့တဲ့အခြေအနေလေးကိုမြင်အောင်ကြည့်ပေးတာမျိုးလေးပေါ့နော်ကိုယ့်ရဲ့ပြစ္ဆုတ်ပံတဲ့တဲ့ကိုမြင်အောင်ကြည့်တယ်ခုလက်ရှိဒီဒါငါရဲ့ဘဝဖြစ်တယ်ငါရဲ့အောင်မြင်ခြင်းဖြစ်တယ်ဒါကြောင့်မို့လို့ငါကတော်တော်လေးကိုအဆင်ပြေတယ်ဒါငါရဲ့ဘဝပဲဆိုလက်ခံလိုက်တဲ့စိတ်ကလေးနဲ့နေမယ်ဆိုရင်စိတ်ချမ်းမြေ့မှုတွေကကိုယ့်ဘဝတွေကိုတေချာပေါက်ရောက်လာမယ်ဘာလို့လဲဆိုတော့ကိုကစိတ်ချမ်းမြေ့မှုတွေကိုလက်ခံထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တော့ကိုယ့်စီကိုရောက်မလာသေးတဲ့အရာတွေကိုကြိုပြီးတော့မှပုံဖော်ပြီးတော့မှစိတ်ညစ်နေမယ်ဆိုလို့ရှိရင်အဲ့ဒီစိတ်ညစ်စရာတွေကိုကိုကပုံဖော်ထားတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ဘဝတော့စိတ်ညစ်စရာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကြီးပဲတစ်ခုပြီးတစ်ခုဝင်လာတတ်ပါတယ်ရှင်ဒါဟာဆွဲဆောင်တဲ့နေရာမှာတည်းမှာဖြစ်နေပါတယ်ဒါကြောင့်မို့လို့ကိုကဘယ်လိုနေရာမှာစိတ်ချမ်းမြေ့မှုတွေဖြစ်ချင်တာလဲဘယ်လိုနေရာတွေမှာပြည့်စုံမှုတွေဖြစ်ချင်တာလဲဆိုတော့ကိုယ့်ဘဝကြီးတစ်ခုလုံးမှာအဖက်ဖက်ကအရာရာနေပြီးတော့မှစိတ်ချမ်းမြေ့မှုတွေဖြစ်ချင်တယ်ဆိုရင်ဒီအရာကငွေနဲ့ပေးလို့မရဘူးကိုယ့်ရဲ့စိတ်အတွေးတွေပြောင်းရမှာဖြစ်တယ်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ပဲသက်ဆိုင်ပါတယ်အဲ့တော့ကိုယ့်စီရောက်မလာတဲ့အရာတွေကိုပုံဖော်တယ်ဆိုတဲ့နေရာမှာငါအခုလဲကျမ်းမာရေးကောင်းနေတယ်ရေရှည်လဲငါကျမ်းမာရေးကောင်းနေမှာပဲကျမ်းမာရေးကောင်းမှုအတွက်ကိုငါဘာတွေလုပ်မယ်ပြင်ဆင်မယ်ဆိုတဲ့အရာလေးကိုပဲတွေးတင်တယ်နော်ဖြစ်လာရင်ဘယ်လိုလုပ်မလဲကြောက်စရာကြီးငါဖြစ်နေပြီလားဆိုတဲ့အတွေးတွေကမဖြစ်သေးတဲ့အရာကိုကြိုပြီးတော့ပုံဖော်နေတာဖြစ်တဲ့အတွက်ကြောင့်ဆွဲယူနေတာနဲ့အတူတူပဲဒါလေးကိုသတိပေးချင်တာပေါ့နော်ဆိုတော့ကျမ်းတဲ့ကိစ္စတွေကလည်းကိုယ့်စီကိုအောင်မြင်ခြင်းတဲ့အရာတွေရောက်မလာသေးရင်တောင်မှငါစီကိုငါလိုချင်တဲ့ target တွေအောင်မြင်ခြင်းတွေတေချာပေါက်ရောက်လာမယ်အောင်မြင်လာပြီဆိုဘယ်လိုပုံစံဖြစ်တယ်လဲဒါမျိုးလေးတို့ချေတို့ကပုံဖော်ပြီးတော့မှကိုကအနာဂတ်ကိုပုံဖော်တယ်ဆိုတာကလိုချင်တဲ့အရာတွေနဲ့ပဲပုံဖော်ရတာမလိုချင်တဲ့အရာတွေနဲ့ပုံဖော်လို့မရဘူးဒါဆိုရင်ဘဝကြီးထဲမှာဘာဖြစ်လဲစိုးရင်စရာတွေနဲ့ပဲနေရမယ်ကြောက်စိတ်တွေနဲ့ပဲနေရမယ်အားမရဘူးကျဉ်းနှံ့မှုမရှိဘူးဆိုတဲ့
ဘဝမျိုးတွေမှာပဲကြုံတွေ့နေရလိမ့်မယ်ဒါကြောင့်အရေးကြီးဆုံးအရာဒီကိုယ့်ရဲ့စိတ်အတွေးဖြစ်တယ်ကိုယ့်ရဲ့စိတ်အတွေးကိုဘယ်လိုပုံစံလေးထိန်းရမလဲပြစ္ဆုတ်ပန်တဲ့ကိုကြည့်ပေးပါမကောင်းတဲ့အတွေးတွေဝင်လာရင်လုံးဝမတွေးပြအောင်ကြိုးစားပါအာယုံပြောင်းပြလိုက်ပါဘာလို့လဲဆိုတော့ကိုယ့်ရဲ့ဘဝကြီးမှာအမြဲတမ်းပဲစိတ်မချမ်းမြေ့မှုတွေနဲ့ပဲကြုံတွေ့နေရမှာစိုးလို့ပါရှင်ကျေးဇူးအများကြီးတင်ပါတယ်